အာဆင်နယ်ဂျာစီနဲ့အတူခရစ္စတိုဇော်လက်ရဲ့အခန်းကဏ္ဍအသစ်စတင်ပါပြီ TikTok Facebook နဲ့ YouTube Channel မှာကြည့်ရှုတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာအာဆင်နယ်ကွန်တက်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့အာဆင်နယ်အသင်းကအသက်24နှစ်အရွယ်ဂရိကစားသမား Club Brugge တောင်ပန်တိုက်စစ်ခရစ္စတိုဇော်လက်ကိုရေချေစာချုပ်9နှစ်နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါပြီခရစ္စတိုဇော်လက်ဟာဘယ်ဂျီယန်Club Brugge ကနေအာဆင်နယ်ကိုရောက်ရှိလာတာဖြစ်ပြီးClub Brugge အတွက်ပြန်ပွဲစုံ108ပွဲကစားထားပြီး43ဂိုးသွင်းယူထားပြီးဂိုးဖန်တီးမှု45ကြိမ်ပြုလုပ်ထားပါတယ်ခရစ္စတိုဇော်လက်ရဲ့ professional ကစားသမားဘဝဟာသူ့ရဲ့မွေးရမြေဂရိနိုင်ငံကပေါတက်ဆာလိုနီကီအသင်းမှာစတင်ခဲ့တာဖြစ်ပါတယ်ပေါ U19 အသင်းအတွက်29ပွဲမှာ20ဂိုးသွင်းယူထားပြီးနောက်အကယ်ဒမီကနေပထမအသင်းကိုတက်လှမ်းလာခဲ့ပါတယ်2020ခုနှစ်ဇွန်လမှာတော့အိုလံပီယာကော့နယ်ပွဲစဉ်ကနေပထမအသင်းအတွက်ပွဲဦးထွက်ကစားလာခဲ့ပါတယ်။ကော့အသင်းအတွက်ပထမဆုံးရာသီမှာပဲဆုဖလားရရှိခဲ့ပြီး2021ခုနှစ်မေလမှာပဲ Greek Cup ကိုဆုခူးနိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲအတွက်ခရစ္စတိုဇော်လက်က၄ပွဲကစားပြီး9ဂိုးသွင်းယူပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အင်္ဂလန်ကလပ် Norwich City ကိုပြောင်းရွှေ့ခဲ့ပြီး2021ခုနှစ်ဩဂုတ်လမှာပဲဘိုးမောက်ကို6-0နဲ့အနိုင်ရခဲ့တဲ့ကာရာဖောင်းကပ်ပွဲမှာပဲပွဲဦးထွက်ကစားခဲ့ပါတယ်။အဲ့ဒီပွဲမှာပဲ2ဂိုးသွင်းပြီး2ဂိုးဖန်တီးနိုင်ခဲ့တာကြောင့်ပွဲဦးထွက်မှာတင်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့ကစားသမားဘဝတိုးတက်ဖို့အတွက်နယ်သာလန်ကလပ်က FC20 နဲ့ Fortuna Düsseldorf တို့အသင်းထံအငှားသွားရောက်ကစားခဲ့ပါတယ်။2024ခုနှစ်ဇူလိုင်လမှာတော့ခရစ္စတိုဇော်လက်က Club Brugge အသင်းကိုပြောင်းရွှေ့ခဲ့ပြီးနောက်ထပ်2ရာသီအတွင်းအသင်းရဲ့အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။အဓိကအဖြစ်ဘဲတောင်မှန်ကစားသမားအဖြစ်ကစားလေးရှိပေမဲ့တိုက်စစ်ပိုင်းနဲ့နေရာအမျိုးမျိုးမှာလည်းကစားနိုင်တဲ့ဆွဲဆောင်ရကစားသမားတဦးဖြစ်လာခဲ့ပါတယ်။ Club Brugge အတွက်ပြည်တွင်းနဲ့ဥရောပပြိုင်ပွဲတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး2025 Belgian Cup ကိုလည်းစုခူးခဲ့ပါတယ်။ဒါအပြင် Belgian Pro League Player of the Season ဆုကိုလည်းရရှိခဲ့ပြီးအဆိုပါဆုကိုပြီးခဲ့တဲ့ရာသီမှာထပ်မံရရှိခဲ့တာကြောင့်နှစ်နှစ်ဆက်တိုက် Belgian Pro League ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025-26ရာသီမှာလည်း Club Brugge ဟာ Belgian League Champion ဖြစ်ခဲ့ပါတယ်။နိုင်ငံအသင်းအဆင့်မှာလည်းခရစ္စတိုဇော်လက်ကဂရိလူငယ်လက်ရွေးစင်အသင်းအဆင့်အမျိုးမျိုးမှာလည်းကိုစားပြုခဲ့ပြီး2020အောက်တိုဘာလမှာဂရိလက်ရွေးစင်အသင်းကြီးအတွက်ပွဲဦးထွက်ကစားခဲ့ပါတယ်။လက်ရှိအချိန်ထိတော့ဂရိလက်ရွေးစင်အသင်းအတွက်34ပွဲကစားထားပြီးဖြစ်ပါတယ်